Power Ranger တွေက Super Sentai တဲ့ဘာလို့ပို့ပြီးနာမည်ကြီးသလိုဖြစ်ပြီးတော့လူပိုသိရတာလဲဟုတ်ပါတယ် Super Sentai ကမူရင်းဖြစ်တော့ညာမြန်မာမှာတော့လူပိုသိတာက Power Ranger ပဲဖြစ်ပါတယ်ကျွန်တော်တို့ငငယ်ကလည်းအရင်ဆုံးအကျွမ်းတန်ဝင်ရှိခဲ့တာ Power Ranger လို့ပဲပြောရပါမယ်ဒါဟာဘာဖြစ်လို့လဲဆိုတော့ပထမအချက်အနေနဲ့ကတော့ဘာသာစကားကြောင့်လို့ပဲပြောရမယ်ထင်ပါတယ်အဲ့ဒီခေတ်တုန်းကကျွန်တော်တို့စီမှာခေတ်စားတဲ့ဘာသာစကားကအင်္ဂလိပ်ရယ်ကိုရီးယားရယ်တရုတ်ရယ်ပဲရေပန်းအတော်စားခဲ့တာပါအင်္ဂလိပ်ဆိုရင်လည်းအရှင်ကဟာတာကအစုံကျန်တဲ့ကိုရီးယားကတရုတ်ကဆိုရင်လည်း TV ကနေအမြဲလွှင့်နေတာဆိုတော့အဲ့ဒါတွေနဲ့ပဲကျွန်တော်တို့တွေကယွန်းနီးကျန်းတဝင်ဖြစ်ခဲ့တာမလို့ Power Ranger တွေခေတ်စားလာတဲ့အချိန်မှာလည်းအင်္ဂလိပ်စကားနဲ့ဆိုတော့ပို့ပြီးတော့ကြည့်ရလွယ်သွားမယ်ထင်ပါတယ်နောက်တစ်ချက်က Super Sentai အခွေတွေက original အတိုင်းလွယ်လွယ်နဲ့ဝယ်လို့မရလည်းပါဝင်ပါတယ်ကျွန်တော်တို့ကြည့်တော့ကဆိုရင် Power Ranger တွေ Fireman ရယ်တပိုင်းစီပါတဲ့အခွေတွေပဲဝယ်လို့ရခဲ့ပါတယ်ဒါပေမဲ့လည်းပါတာကတော့ထိုင်းအတန်အတွက်ကြီးနဲ့ဖြစ်နေတော့ဂျပန်ကောင်းမှမသိပဲဖီးငုံငုံနဲ့ကြီးခဲ့ရတာပါ Power Ranger ကတချို့မှတောင်ထိုင်းတန်ကြီးနဲ့ပါလာတတ်ပါတယ်အဲ့ဒါတွေကြောင့် Super Sentai တွေနဲ့မယဉ်နေပဲ Power Ranger တွေနဲ့ပဲကြီးပြင်းခဲ့ရတာကြောင့် Power Ranger ကိုပဲလူပိုသိခဲ့ကြတာပါနောက်တစ်ချက်ကတော့မကြိုက်ကြပဲနဲ့အလွယ်မှတ်ကြလို့ပါကြိုက်တဲ့လူကတော့သူကြိုက်တဲ့ဗီဒီယိုအချက်လက်တွေကိုတေချာနှံ့စင်အောင်ရှာတတ်ပါတယ်ဥပမာဆိုရင် K-pop fan တွေဆိုရင်သူတို့ရဲ့ idol အကြောင်းတွေသိတယ်လို့ Super Hero fan တွေဆိုလည်း Marvel DC ဘာတွေလုပ်နေတယ်ဘယ်လိုအစပြုရလေ့လာပြီးသိလာကြပါတယ်ကျွန်တော်တို့ဆိုရင်လည်းဒီ Super Sentai ကိုနောက်ပိုင်းကြိုက်လာကြတေချာလေ့လာဖြစ်တယ်သူနဲ့ fan base page တွေကနေပြီးတော့တင်တာတွေဖတ်တယ် channel တွေကိုကြည့်တယ်အဲ့လိုနဲ့ Super Sentai ဘက်ကိုပို့ပြီးတော့ရင်းနှီးလာတာပါဒါပေမဲ့မကြိုက်တဲ့လူတွေနားမလဲလူတွေမသိတဲ့လူတွေကိုမေးရင်တော့ရောင်စုံမြင်တိုင်း Power Ranger လို့ပဲမှတ်ယူကြတာပါအဲ့ဒါသူတို့အပြစ်လည်းမဟုတ်ပြန်ပါဘူးသူတို့မှမကြိုက်တာလေနော်ကျွန်တော်ကတော့အဲ့လိုမျိုးကြီးကြုံလာရင်တေချာရှင်းပြပြပါတယ် Super Sentai သည်မူရင်းဖြစ်ကြောင်းပါညာပေါ့ဗျာလက်ခံတဲ့လူရှိတယ်လို့ in air နဲ့ပြီးသွားရလို့လည်းရှိတာပေါ့အဲ့အချက်တွေကြောင့် Power Ranger ကလူပိုသိရတာပါနောက်ပိုင်းတော့ Facebook, Google, YouTube ကနေအားလုံးအလွယ်တကူရှာလို့ရနိုင်တာမလို့လူတွေလည်းပိုသိလာကြမယ်ထင်ပါတယ်ကျန်တဲ့လူရောဘာကြောင့်လို့ထင်တယ် comment မှာဆွေးနွေးပေးခဲ့ကြပါအောင်ထပ်ပြီးတော့လေးလာစောင့်ကြည့်နိုင်မှုကျွန်တော်တို့ရဲ့ channel လေးကို like follow subscribe လေးကလုပ်သွားကြဖို့အတွက်အကြံပြုလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်